မင်္ဂလာပါရှင်ဒီနေ့ cheese cake လေးလုပ်ပြပေးမယ်နော်အိမ်သားတွေအားလုံးလည်းကြိုက်ကြပြီးတော့ cheese အရသာနဲ့ဆိုတော့ cake ကမအီပဲနဲ့စားလို့ကောင်းပါတယ်ရှင်ပါဝင်ပစ္စည်းတွေကို grand ချိန်ပြီးတော့အသင့်ပြင်ဆင်ထားပါမယ်အရင်ဦးဆုံးမိုးဖုံးမဲ့မိုးခွက်ထဲကိုမကန့်အောင်လို့ baking paper ခဲပါမယ် cake ဂျုံ130 gram baking powder 3 gram ဆီ50 gram cream cheese 150 gram ဒါကတော့ tata အမှုတ်8 gram ပါနွားနိုး50 gram နဲ့ icing sugar 50 gram ကြက်ဥ6လုံးအသင့်ပြင်ဆင်ထားပါမယ်ကြက်ဥကိုအနှစ်ကာခွဲထားလိုက်ပါမယ်ကျုပ်အနှစ်ကိုကျဉ်ညက်သွားအောင်အရင်မွေးပါမယ်ပြီးရင်ကိတ်ကြုံထည့်ပါမယ်အစိအခဲလေးတွေမကြမ်းစီရန်အတွက်ဂျုံမုတ်ကိုစကားနဲ့စစ်ပေးပါမယ်ဘေကင်ပေါင်နာထည့်ပါမယ်ဂျုံနဲ့ကြက်ဥကိုရောသမသွားအောင်မွေပေးလိုက်ပါမယ်ရှင်နွားနို့ကိုနည်းနည်းချင်းစီခွဲထည့်ပြီးမွေပါမယ်ပြီးရင်စီထည့်ပါမယ် cream cheese 150 gram ချိန်ထားတာကိုတော့ကိတ်သားလုံးမဲ့အထဲကိုတဝက်ခွဲထည့်ပါမယ်ကျန်တဲ့တဝက်ကိုတော့ cream လုပ်တဲ့အခါမှာပိုစိမ့်အောင်လို့ထည့်ပါမယ်ချက်ဥအနှစ်ထဲကိုထည့်ရမယ့်ပါဝင်ပစ္စည်းတွေကုန်ထည့်ပြီးသွားပြီဆိုရင်တော့အားလုံးညံ့ညွန့်ညွန့်ဖြစ်သွားအောင်မွေပေးလိုက်ပါမယ်ကျုပ်အကာကိုမရင်းရိုက်ပါမယ်သူ့အထဲကိုတော့ icing sugar ကိုစကားနဲ့စစ်ပြီးထည့်ပါမယ်ရှင်ရိုးရိုးသားသားထည့်လို့လည်းရပါတယ် icing sugar ကကြတော့ကျုပ်အကာနဲ့ cream ဖြစ်ဖို့အတွက်ရိုက်ကြတာပုံမြန်လို့ပါရှင်tata အမှုတ်ထည့်ပါမယ် tata အမှုတ်မရှိဘူးဆိုရင်တော့သူ့အစားကိုတမယာရေးဒါမှမဟုတ်လို့ရှိရင်ရှာလကာရေးတစ်စုံလောက်ထည့်လိုက်လို့ရပါတယ်အားလုံးထည့်ပြီးသွားပြီဆိုရင်တော့ hand mixer နဲ့ cream ဖြစ်လာတဲ့အထိမွေပေးပါမယ်အခုလိုမျိုးထုတ်ကြည့်လိုက်လို့ထိတ်ကအချွန်လေးတွေကအောက်ကိုပြုတ်ကျနေသေးတယ်ရေစက်လေးလိုမျိုးဖြစ်နေသေးတယ်ဆိုရင်တော့ထပ်မွေပြရပါအောင်မယ်ရှင်အခုလိုမျိုးကွေးလိုက်ရင်လည်းအချွန်လေးအတိုင်းပဲရှိနေပြီဆိုရင်တော့မွေတာရက်လို့ရပါပြီခုနကမွေထားတဲ့ကြက်ဥအနှစ်ထဲကိုသုံးပုံတစ်ပုံခွဲထည့်ပြီးတော့အနှစ်တွေနဲ့သမအောင်မွေပေးလိုက်ပါမယ်မွေပေးပြီးတော့ပြီဆိုရင်တော့နှစ်မျိုးလုံးကိုရောထည့်ပြီးသမအောင်မွေပေးရပါမယ်ဒီအဆင့်မှာလေးမွေတာအရန်ကြလို့မရပါဘူးပြီးတော့တစ်ဖက်ထဲကနေပဲအထက်ကနေအောက်ကိုညင်ညင်တသာလေးနဲ့သမသွားအောင်မွေပေးရပါမယ်ဒီအဆင့်မှာလွဲချွတ်သားတာမျိုးဖြစ်တယ်ဆိုရင်တော့ကိတ်သားကကြောက်ကြောလိုမျိုးကြီးအောက်ကမှာပြီးတော့အပေါ်ပိုင်းနည်းနည်းပဲပွားနေတာမျိုးတွေဖြစ်တတ်ပါတယ်ရှင်ခုနကအသင့်ပြင်ထားတဲ့မုတ်ပန်းထဲကိုထည့်ပါမယ်လေပူပေါင်းလေးတွေထွက်သွားအောင်လို့3ချက်လောက်စောင့်ချပေးလိုက်ပါမယ်ရှင်15မိနစ်လောက်အာဗန်ကိုကြိုပြီးအပူပေးထားပါမယ်။မီးအား160နဲ့25မိနစ်လောက်ဖုတ်ပြီးမှတော့ဂိတ်သားလေးကကျသွားပါပြီရှင်။
အခုလုပ်ပြတဲ့ကိတ်က8လက်မစိုက်ပါကိတ်သားအယောင်လေးတွေပိုလှသွားအောင်ဘေးကအယောင်ရက်နာလေးတွေကိုလှီးထုတ်လိုက်ပါမယ်အခုကတော့ cream လုပ်ပါမယ် whipping cream ကို hand mixer နဲ့ cream ရိုက်ပါမယ်အခုသုံးထားတဲ့ whipping cream မျိုးစားကစိမ့်စိမ့်လေးနဲ့ရမ်းစားလို့ကောင်းပါတယ်4 မိနစ်လောက်ခရင်ရိုက်ပြီးအကြာမှာတော့ခရင်နေဖြစ်လာပါပြီခုနကခြံထားတဲ့ cream cheese တစ်ဝက်ထည့်ပါမယ်ဒါဆိုရင်တော့ cream cheese ရဲ့အရသာနဲ့အရန်စားလို့ကောင်းတဲ့အနေအထားဖြစ်သွားပါပြီရှင်ရောပြီးသားကိုတော့ hand mixer နဲ့တသားလေးဖြစ်သွားအောင်ထပ်မွေပေးပါမယ်ရှင်ကိတ်ကိုအလွှာလေးတွေပိုင်းပါမယ်ရှင်ခရင်များများလေးနဲ့စားကြင်အောင်မို့လို့ကိတ်သားကိုလေးလွှာလုပ်ပါမယ်တလွာချင်းစီရဲ့အလေတွေကိုခရင်ထည့်ပါမယ်ခရင်ထဲမှာရောကိတ်သားထဲမှာပါခရင် cheese ထည့်ထားတာဆိုတော့အရသာက cheese ရတာပါနေပြီးတော့ဒီတိုင်းအောင်စားလို့ကောင်းနေပါပြီရှင်ဘေးနဲ့အပေါ်ဘက်ကိုလည်း cream ပါပါလေးတုပ်လိုက်ပါမယ်သူ့အပေါ်ကို cheese မြင်လေးတွေထပ်ဖြူပေးမှဆိုတော့အရင်လှနေအောင်ညီဖို့မလိုပါဘူးရှင်ဒီနေလားလောက်ဆိုရင်ရပါပြီ cream ပေးနေတာလေးတွေကိုတန်ရှင်းရေးလုပ်ပေးလိုက်ပါမယ်ရှင်အပေါ်ကထပ်ဖြူမဲ့ချီတာ cheese အတုံးကိုအခုလိုအမြင်လေးတွေဖြစ်အောင်ချစ်ပေးထားလိုက်ပါတယ်
ပြီးရင်တော့ကိန်းမျက်နှာပြင်အနှံ့ပြည့်နေအောင်လိုက်ဖြူးပေးလိုက်ပါမယ်ရှင်အခုဆိုရင်တော့အရန်ရတာရှိတဲ့ cheesecake လေးရပါပြီရှင်အထဲမှာလည်းကိတ်သားကလေးလွှာထထားတာမို့လို့အလဲထဲမှာ cream နဲ့အရန်စားကောင်းတဲ့ cheesecake လေးကစားလို့ရနေပါပြီရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲဘေးရန်ကင်းကွာပြီးတော့ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေရှင်